အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီမဲ့မီလုံးပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုရင်တော့ဖြင့်ပေါက်ပန်း40အစီအစဉ် episode 3ဆုံးမှာဖြစ်ပါတယ်အဲ့ဒါပါပဲဟေးစားပါကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုတော့ကျွန်တော်အန်ဒါဒူရက်ကတော့တက်မယ်ပေါ့နော်ပြီးရင်အလိုက်ချလာယူပါမယ်ပြီးတော့ဗလာသားလေးကိုပြတ်သေးရှိပါတယ်ဒီမဲ့ပေါ့နော် draw နှကောင်ဖမ်းမိတာပါတယ်ဒီနှကောင်ဘာလို့လဲမသိပါဘူးကျွန်တော်လုံးဝမချပါဘူးပုံမှန်ဆုံးသေးထဲမှာလေကျွန်တော်လိုက်ရတယ်ပေါ့နော် maybe item တွေများကင်ထားတော့မသိထားလိုက်ပါတော့အဲ့ဒါတော့ fine ကနေကြလို့မထားလိုက်ပါအရင်ဆုံးနေကျွန်တော်နေတပ်ပတ်တယ်လေးလူရပေါ့နော်တပ်ပတ်တယ်ဟိုတော့ပို့အတွက်လာပပူလေးလိုပါတယ်လာပပူလေးရှာရအောင်မယ်ပေါ့နော်ပြပါလို့သေးတယ်တော့ပြီးတော့အနာပလဲလေးလိုပါတယ်ကျွန်တော်မှအနာပလဲ3ခုပဲရှိပါတယ်အဲ့တော့ရှာလိုက်အောင်လက်စကူနေနဲ့ရောက်ရှိလာပြီပဲဖြစ်ပါတယ်ဟေးဒီမျိုးပေါ့နော်ကျွန်တော်လည်းတွင်လို့တော့မဆောက်ပြတ်တယ်ဘူးနော်ဒီလိုမျိုးလည်းတွင်ဆောက်တာဟုတ်ပါဘူးတွင်ဆောက်တာဘယ်လိုမျိုးမသိတော့ဘူးပုံမှန်တိုင်းပဲတိုင်းမပကက်နဲ့ပဲတူလိုက်ရအောင်ပါရင်ဆောင်နဲ့ကျွန်တော်နေအောက်မှာလာပါရှိနိုင်တဲ့အတွက်ရေးလေးချထားမယ်ပေါ့နော်ပြီးရင်တော့အပေါ်ကဘလော့ပုံမှာနေပြီးသူမှဖြစ်ပါတယ်အသေးရောင်းပါပဲလာပြန်ရောက်ပါပြီခွေးလေးလို့ရေမင်းတို့ကောင်းနေစားကြပင်ကနေတပ်ပိုတဲ့တော့စောက်ပင်နေတာတော့တော့မယ်ကိုတူတဲ့နေတာရေကျောင်းနေတာ fortress ရှာမယ်ပေါ့နော်ပြီးရင် pickling နဲ့ trade ပါမယ်ရင်းတော့နေတာပိုတဲ့ကိုဘယ်နှဆောင်ရင်ကောင်းမလို့ကျောင်းနေဒီနာဆောင်ရင်ကောင်းမလားဒီနာပဲဆောင်မလို့ဒီနာအစင်ပြေမထင်တာပဲဘလော်လေးနည်းနည်းတူပါမယ်တင်နာဒီအပေါ်နှစ်ဘလော်တူမယ်ပြီးရင်ဒီဘက်ပေးနာလေးတွေတူလိုက်မယ်โอเคအောက်ဆီဒီယန်15လုံးတစ်နဲ့ပင်ပေးနာတစ်နဲ့3ပြီးအောက်ကမြေကြီးလေးတူပါမယ်ပြီးရင်အောက်ဆီဒီယန်လေးတွေထည့်မယ်ပေါ့နော်ရေတော့နေတာရဲ့ကားနေတယ်တစ်နဲ့ဒီနာလေးဒါလေးတွေဖဲကြည့်ရမလားကျွန်တော်လည်းအားမပဲတခြားပြန်ဆောက်တော့မယ်ပေါ့နော်ရပါပြီနေတာပလောတေမပေါ့နေတာပိုတေရေတော့လည်းကျွန်တော်လည်း free asti လူတို့တွားယူလိုက်ပါအောင်မယ်ခင်ဗျာ free asti ရပြီဆိုရင်တော့ဖြင့်ကျွန်တော်လည်းတနေတာကိုတော့ရပြီဖြစ်ပါတယ်ဟင်းထားပါတော့ကျွန်တော်အနေနဲ့အရင်ဆုံး free asti ပြန်ထားလိမ့်မသိဘူးပေါ့နော် free asti ဘယ်လိုအသေးဘူးပဲငါမေ့တယ်အဲ့တော့ကျွန်တော်လည်း flame st လောက်လိုက်ရအောင်ပါခင်ဗျာ flame st ရည်ဆိုကျွန်တော်အနေနဲ့နေတာပို့တဲ့တော့ဘာနော်ကျွန်တော်ရဲ့ creeper miner လေးကိုမေ့နေလောက်ကြပြီလို့ထင်ပါတယ်တော်တော်လေးလည်းကြာပြီတော့ကျွန်တော်တော့မှတော်တော်လေးမေ့နေပါပြီအရင်ဆုံးလည်းကျွန်တော်နဲ့ပြည့်တည်နေထားတော့ထားလိုက်အောင်မယ်ပေါ့နော်ရာနေရာလည်းမလောက်ဘူးကွယ်ထားလိုက်ပါတော့ကျွန်တော်အနေနဲ့ဟိုပဲနောက်ဒီနာပဲထားလိုက်တော့မယ်ပေါ့နော်ကျွန်တော်လည်း grab block ဘယ်လိုရလဲလို့မမေးပါနဲ့အဲ့ဒါအနာမန်ကိုတက်လိုက်တော့ draw လာပေါ့နော်မိုက်တယ်မလားno need stay touch ဒါပါကျွန်တော်အနေနဲ့ကမ်းပေါက်နိုင်ထည့်လိုက်ပါဦးမယ် block လေးပြင်လိုက်ပါဦးမယ် flint and steel လေးထည့်လိုက်ပါမယ်ယေဒီက83ရှိနေပြီလို့နေတာပေါ်တဲ့လောက်က3ရက်လောက်ကြာတယ်ထင်bro they 81 83ဖြစ်သွား bro come on man I'm cool ထားပါတော့ကျွန်တော်နေလာပါဝရှာခက်တာကိုကျွန်တော်မနိုင်ဘူးလာပူရှာခက်တယ်နော်ကျွန်တော် bread လေးလိုက်ပါအောင်မယ်အဲ့ဒါမှကျွန်တော်နေတာမရှုံးမှာပေါ့နော်အဲ့ဒါနဲ့နည်းနည်းလေးစားထားလိုက်ပါအောင်မယ်ရေးတယ်မှာလာတဲ့စပွန်ဝိုက်ဆက်လိုက်ပါစပွန်ဝိုက်ဆက်လိုက်ပါအောင်ခင်ဗျာစပွန်ဝိုက်ပါလို့ဆိုကျွန်တော်ဟိုနာဘက်ကိုဖြုတ်ထားလို့ပေါ့နော်ရေးတယ်မှာ water bucket ကလာတယ်လို့ရနေတယ်အခုကတော့ကျွန်တော်တနေတာကိုသမားဖြစ်ပါတယ် first time နေတာ bro ကျွန်တော်ရဲ့ပထမဆုံးအချိန်နေတာကိုတွားကျင်ပါဒီဝေါ်မှာပြောရနော်တခြားဝေါ်တွေမှာတွားဘူးရနော် oh goosebumps maybe
အပကြီးကအမိုးကဟိုဘက်မှာရှိသေးတယ်ဟင်းဘာလဲမရှိgas တွေများနေတယ် gas တွေများနေတယ် gas တွေစင်းရောအားလွေးနေသေးတယ်လာအင်းတင်းဒါပဲလွယ်ဟိုမှာတဖွဲလိုက်ကြီးငါဝမ်ယူလောက်ကိုတန်းဟဲမဲတမဆောင်လောက်ကိုလေးမပါလောက်ဆိုတော့တွားပြီလေရောဒီနာပိတ်ထိုင်မှာဒီမှာတော့မလာတော့ဝါရောက်လာတယ်ဟာပိတ်တော်တီးတယ်ကျွန်တော်အနေနဲ့ play roll လေးတွေရမပြန်လာပါမယ်ပါဆိုတော့ဒီပဲတယ်ပါကျွန်တော်နဲ့စကီရလာကြလေယေလက်စကီအခုချိန်မှာဆိုတော့ကျွန်တော်အနေနဲ့ ruin ပတ်သက်သွေးလို့လာကြည့်ရပဲဖြစ်ပါတယ်ဟေကျွန်တော်နဲ့အခုပူလေးတွေပြန်ပြီးပေါ့နော်ပြန်ပြီးတော့ယူရပဲဖြစ်ပါတယ်ဟေပြီးကျွန်တော်နဲ့ Asian တပရီတလုံးတွေ့ပါတယ်ဘာလို့ဆိုကျွန်တော်ဒီ line နဲ့တွေ့ရပါပြန်ထားပါတယ်လုံးကြုံလာပေါ့နော်ရှေ့ပတိဖက်ကျွန်တော်အနေနဲ့Neta Fortress Ocean နဲ့ Neta Fortress Ocean နဲ့ကျွန်တော်အနေနဲ့နှစ်ပေါင်း1600ကြာနေပြီဖြစ်ပါတယ်အခုကကျွန်တော်နဲ့နှစ်ခွန်ကိုသွားဆိုလို့ချမ်းပေးပေါ့နော်ချမ်းပေးတည်ရမလားချမ်းပေးလေဗါလေwebsite တော်တော်များတည်ရမှာချမ်းပေးဆိုတဲ့ website ပြောပါပေါ့နော်ကျွန်တော်အနေနဲ့နှစ်ခွန်သွားပါဆိုလို့တကယ်တမ်းအမစာရေးထားပေါ့နော်ချမ်းပေးလို့ရှာပေါ့နော်အဲ့လိုလေးရှာလိုက်ပါအမတွေ့ပါလိမ့်မယ်ကျွန်တော်အောက်သွားနေပဲဖြစ်ပါတယ်ကျွန်တော်280ခွန်သွားမှာပေါ့နော်ကျွန်တော် speed break ပြမကြည့်ဟာတွေ့လားကျွန်တော် speed break တက်တယ်ဘလော့ကောင်ဝိုင်းရှက်စရာကြီးဟေးကျွန်တော်လည်းတွားလိုက်ပါဦးမေရင်းတော့နဲ့ဟိုတို့သေးတာပေါ့ဘလော့မရှိတော့တင်နေတင်း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 အဲ့တော့ကျွန်တော်လည်းကြည့်လိုက်ပါမယ်ဘာလို့ဆိုတော့ကျွန်တော်ကစကေးအလောင်းမကောင်းဆိုကြိုင်းရဘူးနော်ကြည့်လိုက်ပါမယ်ခင်ဗျာ Meanwhile ကျွန်တော်နေနဲ့နှစ်ခွန်ရောက်လာဆိုရင်ဘာမှတော့မတွေ့ဘူးပဲဖြစ်ပါတယ်နေတာ photo နဲ့တူတဲ့ရေးရောင်တစ်ခုမှမြင်လို့ကျွန်တော်နေချမ်းပယ်တစ်ချက်တော့ကြည့်လိုက်ပါဦးမယ်ဟာဟုတ်မယ်ဘာလဲအဲ့ဒါဘလို့ခေါ်လဲအဲ့အကောင့်နဲ့ရှိသေးတယ်ဒါပါတော့ကျွန်တော်နေဘလော့လေးနည်းနည်းယူပါမယ်ပြင်တော့ဒီဘက်ကိုနည်းနည်းလေးသွားပြီးဆေးဖြစ်အောင်လို့ပိတ်လိုက်ပါဦးမယ်ခင်ဗျာအဲ့တော့ကြည့်လိုက်ရအောင်အခုချိန်မှာဆိုရင်တော့ကျွန်တော်အနေနဲ့ချမ်းပေးကိုပြန်စစ်ကြည့်လိုက်တဲ့အခါမှာဆိုရင်တော့ပြင်နှစ်ခွန်ဆိုမဲ့မိုင်းနဲ့နှစ်ခွန်ကြီးဖြစ်နေတဲ့အတွက်ကျွန်တော်အနေနဲ့ပြန်ပြီးသွားပြီးဖြစ်ပါရေးမလာချနေတယ်ဟာရောက်ရေးကက်စီရောရှုပ်ကုန်မယ်နော်ပြချနေနော်မပြင်းနေနော်ရေးတယ်မကွာကပြန်ပိန်နေသေးတယ်ပြီးကိုရီးယားဘာမှမလုပ်တဲ့ဖူအနာမဲတမလန့်အောင်လန့်နေရောင်ကြီးမလုပ်ကြပါနဲ့တောင်းမှန်ပါတယ်ငါပါများလုပ်လို့လေငါပါများမလို့လေငါစိတ်ကြီးတယ်မအပေါ်တက်လို့မရအောင်ခုံငါစိတ်ကြီးတယ်တပတော်လေးတောင်မှမင်းငါရအောင်ခုံနေတော့ကောင်းနေစကေးလို့အဲ့ရရောင်းနေစပီလီရန်ကြအောင်နော်တင်း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  2 hours later ဒီလိုဖြစ်နေသူလူတို့များတော့ဒီပါဘောနော်ကျွန်တော်နေတော့ကော်လာအဲ့ဒါတပလေးတက်သွားတဲ့အတွက်ကျွန်တော်နေအတန်းပါပြန်တော့နေရပြီဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် bruh ဘာလို့ဒါမှကျွန်တော်နေဟိုကအတန်းပြန်တော့နေရဆိုတော့ကျွန်တော်နေပုံမှန်ဂိမ်းကလေးနဲ့တိတ်ပြီးတော့မတူဘူးပေါ့နော်အဲ့ဒါတီးခင်ပြချက်ပါခင်ဗျာဒီနောက်ဆုံးအန်နာ bro ထဲလိုက်ယူဆိုရတယ်တအံ့ပေါ်သေးရပွင့်သွားပြီတော့ခုံချလိုက်မယ်ဆိုရင်တော့ဖြင့်နောက်ဆုံးတအန်နဲ့ရောက်သွားပါတယ်ခင်ဗျာရေ
ဟာဘလို့တော့ဒီငါမဘလို့ပါလာသေးတယ်ဘရအိုးထရှာပတ်သေးရတာလမ်းနေဟာ dragon လောက်ထားတာโอเคပါကြိုက်တယ်ခင်ဗျာ very good ဟေဟေအန်နာမလန်နေလည်းရှိတယ်ပေါ့နော်အန်နာမလန်တလန်နေလည်းရှိပါတယ်အဲ့တော့ကျွန်တော်နေနဲ့အန်နာ dragon fire အောင်ခင်ဗျာတော်ပြီဆောင်းခွင့်မသေးတော့ဘူးကျွန်တော်နေပစရပဲပြောတော့မယ်ဘာလဲဆိုကျွန်တော်နေတောက်လျှောက်သေးရဲ့အခါနှစ်သိန်းလောက်သေးပြီးမှဆောင်းပွားကြီးဆက်ဆယ်နေရသေးရရှမ်းဖြစ်တော့ဗောနော်ဟေးအဲ့တော့ကျွန်တော်နေသူရကွန်လေးတက်မယ်ဗောနော်သူရကွန်လေးရဲ့တက်ရဆိုတော့ဖြင့်လွယ်လားဆိုရင်ဖြင့်လွယ်တယ်လို့ခက်တယ်လို့နဲ့ပုံမှန်ပဲကျွန်တော်ဘာလို့သိရဆိုကျွန်တော် mobile နဲ့မလို့ပါဒီစီနဲ့သိမှာပါပဲဘာလို့ဆိုကျွန်တော်an crystal အဲ့လိုကြီးမလုပ်တော့ဘူးဗောနော်ဒါမဲ့ dragon တက်လာတော့အေးစေးပါပဲသူရဲ့ magic လေးတွေမရှောင်ရင်ပါလိမ့်သူရဲ့ dragon breed လား breed လားဘလွတ်လားမသိဘူးပေါ့နော်အဲ့ဒါလေးတွေကိုပေါ့နော်ရှောင်နိုင်တော့လွယ်လေးပါ yeah very easy ကျွန်တော်နဲ့အနာ breed ရဲ့အဲ့လောက်အများကြီးရလိမ့်မမင်းနဲ့အောက်ကကျွင်းမြင်နေမလားမြင်ကြမှာပါနော်ရောအနာမနဲ့ကြည့်ပြီးယူရပါတော့။ဆိုကျွန်တော်ပုံမှန်နိုင်ချလို့ရအောင်စူပါမန်မဟုတ်လားဟာညက်ပြီးတေးပြီးအောင်မသေးသေးတော့သေးတာပေါ့ကျွန်တော်ရဲ့အန်နာဒရာဂွန်သူများရဲ့မြားနဲ့ပြရှင်ပဲအန်နာဒရာဂွန်ကကျွန်တော်ထပ်ပူပြီးတော့ထင်းဆန်ပူကောင်းနေပါတယ်ခင်ဗျာယောမိမျက်နှာကြည့်တေးရဲ့အားရေးထဲမှာအန်နာဒရာဂွန် using magic yes အန်နာဒရာဂွန် can use magic ဒါပါကျွန်တော်ရင်တော့အန်နာဒရာဂွန်လေးကိုတက်ရမယ်ပေါ့နော်ရပင်းလောက်လိုက်ထားပါကျွန်တော်လည်းဟိုအန်နာဒရာဂွန်ကတွေး25ပဲကျွန်တော်နော်25ဆိုတကယ်ရခိုင်တော့25ဆိုကျွန်တော်85ရခိုင်တော့ပြီးစီးနေပြီဖြစ်ပါတယ်ဝေးမပေါ့85မဟုတ်ပါ85မဟုတ်85ဟာတခြားပေါ့ဒါတော့ကျွန်တော်လည်းအာကြီးမှာအဲ့အန်နာဒရာဂွန်ကတေးကန်လေးပြန်တက်သွားတယ်လုံးလမ်းပြီးဒါသိရမယ်15ရာခိုင်နှုန်းပဲကျွန်တော်လာ85ရာခိုင်နှုန်းပြီးစီသွားပြီဒါသမီးတရားခိုင်နှုန်းပြီးမင်းတေးပြီးအောင်မင်းတေးလိုက်တော့ dragon အာနာ dragon တေးလိုက်စမ်းတေးလိုက်တော့ဒါပဲပို့တို့ကဲအနာ dragon လေးပြီးပြီဆိုတော့လည်း live လေးယူရမှာပေါ့နော်ရင်ဆုံးနဲ့ live လာမယူခင်မှာကျွန်တော်အနေနဲ့ဒီရလေးကောက်ပါမယ်ပေါ့နော် HP လို့ပြောမလား EAP လို့ပြောမလား maybe I don't know ပြီးရင်ကျွန်တော်အနေနဲ့ dragon အယူဖို့တော့ကျွန်တော်အနေနဲ့ torch လို့ပေါ့နော်ကျွန်တော်အနေနဲ့ torch မတဲလာတဲ့တော့ဒီလိုလေးပဲလုပ်ပါတော့မယ် flap easy bro easy လာdragon ဘောင်း dragon ဟုတ်တယ်မလား dragon ပါဟုတ်ပါတယ်dragon န
ကားဥရရွေးဖြစ်ပါတယ်ပြင်ကျွန်တော်လည်း torch လေးထားပြီးတော့ခွဲလိုက်ပါဆိုရင်လည်း officially dragon အလေးရပါပြီဖြစ်ပါတယ်ကြည့်လိုက်ရပါကျွန်တော်လည်းနောက်ဆုံးတော့ dragon တန်အန်ကြီးဖြစ်ပါတယ်ပြပါမယ်လာပါပြီကျွန်တော်လည်းနောက်တစ်ခုလိုကတော့ light draw ပဲဖြစ်ပါတယ် light draw သွားဖို့အတွက် NCD သွားပါမယ်ဖြစ်ပါတယ်ဟိုနားမယ်ပေါ့နော်အဲ့ pot တေးတေးလေးကိုလေpot တေးတေးနဲ့သွားလို့ရရပေါ့နော်အဲ့ဒါဆိုရင်အများကြီးဟိုကောင်းတော့ဘလောပေါင်း1600လောက်ပို့ပြီးလीကျွန်တော်လည်း Anna brand 9ခုလို့ရှိသေးတယ်ကျွန်တော်လည်းသွားကြရအောင်ပါခင်ဗျာတန်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 အနာပလေးလေးပြစ်လိုက်မယ်ဆိုရင်တော့ဖြင့်ဖောင်းဆိုပြီးတော့ဘလောပေါင်းဘယ်လောက်လဲမသိရောက်အောင်ဖြစ်ပါတယ်ရင်တော့ရင်ကျွန်တော်လည်းတာကြီးလေးမှတ်ခဲ့မယ်ပေါ့နော်ကျွန်တော်ကအဲ့လောက်ကြီးမမီတော့မဟုတ်ပါဘူးကိုယ်တနေ့လေးအဲ့လောက်ကြီးမမီပေါ့နော်ဟေးဟေးဟေးလာတန် easy peasy yeah အပြည့်ကျွန်တော်ဒီဗီဒီယိုကပေါ့နော်တကြံအတွင်းရိုက်ထားတာတော့ပါတယ်နောက်မှပြီးကြမှာကျွန်တော်ပြင်းလို့ဆိုပြီးနောက်မှရိုက်တာတော့ပါဘောနော်ဟင်းဒီအလိုက်ဆိုတော့ချက်တာနဲ့အနာဆိုရင်တက်တာတော့နောက်မှရိုက်ထားပါကျန်တဲ့ဟာတွေတော့ရှိမှရိုက်ထားများဘောနော်ဒီတော့ကျွန်တော်ဒီနဲ့ရှာလိုက်ပါအောင်မယ်ခင်ဗျာကျွန်တော်ရှာရင်သိရမလားနှစ်ပေါင်း1600လောက်ကြာမှဖြစ်တဲ့အတွက်အလေးကြီးတော့မကြည့်ခိုင်းစေချင်ပါဘူးနောက်ကြည့်နေလို့ဘာမှမဟုတ်ဘူးနဲ့အချိန်ဖြုံးလို့ရပြီအဲ့တော့ကြွလိုက်ပါမယ်ခင်ဗျာကျွန်တော်အနေနဲ့ဒီကနေပဲဆက်ပြလိုက်ပြီဆိုတော့ဘောနော်ကျွန်တော်အနေနဲ့အလိုက်ထွားယူတာနဲ့အဒီဆုံးအပိုက်သူထားပဲရှိဘောနော်အရှိမပနခတိတ်လည်းမပေးပါနဲ့တောက်လျှောက်သိထားပါဘလို့ပြန်စပွန်လဲဆိုတော့ကိုယ်တည်းကိုပြန်ကြည့်ရတာပေါ့ rogo fight နေနေပြီးအားနေပြီးတော့နိုင်ဝချပါပါတယ်ခင်ဗျာဒီပေါ်တက်ပြီးကျွန်တော်နဲ့အနာပရဲလေးပြစ်လိုက်မစင်တော့ဖြင့်လွယ်လွယ်လေးရက်လောက်ပါတယ်ဘာလို့ဒါ Mရှိရပါတော့ဒီလွယ်လွယ်လေးရောက်လာလေအကြောင်းရှိပါတယ်ဘာလို့ကျွန်တော်အနေနဲ့ဟိုယူထားပါတော့ဘာလို့ဟိုဗါလေချန်ပီယံနဲ့ကျွန်တော်အနေနဲ့လာပါတော့ဒါချိရမှာမဟုတ်တာဒါကျွန်တော်ချန်ပီယံဟိုဗါလေနေရာလေးတွေပဲကြည့်ရလေနော်ဟုတ်တယ်မလားအေးတော့ဟာရင်တော်ပြီရှော့ကပြန်သေးနိုင်နေတော်သေးတော့ဘူးအနာပရိပိတ်တရှိုးလုံးလို့အေးရှိမှာရှော့ကရှိသေးတယ်အမင်းရလေလာသန်းရအောင်မင်းတို့ကအားကြီးတယ်မှာလေးပေါ်လွှင့်နေပြီသေတန်တာပဲ let's go အလိုက်ထလာရပါပြီခင်ဗျာအလိုက်ထလာလေးရပါပြီဝကြည့်ရအောင်ပဲလီခူမှာပေါ့ဟဲမိုက်တယ်နောက်ဆုံးတော့အလိုက်ထလာလေးရငါခုမှကြည့်မယ်ငါရဲ့ဟဲမပြောက်ပါဒါပါတော့ကျွန်တော်နဲ့ diamond full ကြီးရနေပြီးတော့ကျွန်တော်နဲ့ဟဲမတစ်ခုလည်းပြောက်သွားပြီဖြစ်ပါတယ်ချက်လေးနှစ်ခုလို့ရှိရပေါ့နော်ကျွန်တော်နဲ့ဒါလေးမှာပါရှိdiamond band ယူမှာပေါ့တက်တာပါမှတယ်တိမ်ဝဲတက်တာမရှိဘူးဒါပါမှရော့အဲ့ဒါ friend ရတော့မမတော့ပေါ့ချမ်းသာပေးလိုက်ပါမယ် oh black protection နဲ့ okay oh protection 3ဟာရောင်ရင်ဘာမှမပါလေထားတဲ့အဆိုင်ပိုကောင်းတယ်ပေါ့နော်ကျွန်တော်ရဲ့အချက်လို့ရမလို့ပဲနဲ့ Chatham Luckin Diamond Luckin ကိုတော့ရအောင်ဖြစ်ပါတယ်အရင်ဆုံးကျွန်တော်နဲ့ဟိုဟာလေးပြင်တက်ထားလိုက်မှာပေါ့နော်ချက် plate လေးပြင်တက်ထားလိုက်ပါဦးမေအေးကျွန်တော်နဲ့အရင်ထွက်လိုက်အောင်ပေါ့နော်ထော်မယ်ဆိုတော့ခိုင်းနေထွက်လိုက်ပြီးမဟုတ်ဘူးကျွန်တော်နဲ့ NCD ရဲ့အရင်ထွက်မယ်ပြောပါအရင်ဆုံးဒီကောင်လေးတွေပေါ့နော်ဒီကောင်လေးတွေအာရုံနောက်တဲ့ကောင်လေးတွေရင်ရှော့ပါမယ်နောက်ကကောင်မရှိတော့ထားလိုက်ပါတော့ကျွန်တော်နဲ့ဟိုတီတော့ကျွန်တော် over wall လာပါ over wall လို့ပြောမှာအမအဲ့ကိုကျွန်တော်ကြော်လိုက်မယ်ဘနော်ဟေးအခုကအတန်ပြန်တော့နေရနော်မားမယ်ဘာရှုံနေမှာဆိုလို့ပါအဲ့တော့ကျွန်တော်နဲ့ over wall ချမှာပြန်ပြီးတော့ကျွန်တော်အနေနဲ့အပြင်ကြည့်လိုက်ပါဦးခင်ဗျာဟေးဦးတီရှိပြီးတဲ့လူတော်ကြီးတို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်။နောက်အရင်ကတော့ခရီးပါပောက်သွားဖြစ်ပါတယ်။အဲ့တော့ bye bye ပါ